Hello ခီပါနော်ခီဒီနေ့မိတ်ဆက်ပေးမှာကတော့ဘန်ကောက်ရောက်ရင်တစ်ခါလောက်တော့မဖြစ်မနေတက်ခိုင်းကြည့်တဲ့ကြောက်ဖျား cruise တင်တာလေးတွေဖြစ်ပါတယ်ခီရိုစီမဲ့ cruise နာမည်လေးကတော့စာဝါရီကြောက်ဖျား cruise ပဲဖြစ်ပါတယ်ရှင်ဒီစာဝါရီကြောက်ဖျား cruise ကကြတော့ဘယ်လိုပြောမလဲမြန်မာကြီးလည်းအရင်များတယ်ပြီးတော့ service ပိုင်းရစအကုန်အဆင်ပြေဆိုပြီး review ကောင်းကောင်းလေးပေးထားလို့ပါပြီးတော့ Kio လက်မှတ်ဝယ်ပေးတဲ့ agency ကလည်းဒီကမြန်မာလည်းအရင်များတယ်ပြီးတော့ service လည်းကောင်းတယ်အခုချိန်ထိ review ကောင်းကောင်းရထားတယ်လို့ပြောလို့ Kio ဒီ Sawari ကြောက်ဖျား crew ကိုစီးပြခဲ့တာပဲဖြစ်ပါတယ် cruise ပေါ်တက်ဖို့ထွက်တာစောင့်နေတဲ့လူတွေအများကြီးပဲ review ကောင်းလားမကောင်းလားဒါကြည့်Kiro Cruise ကိုရွေးချယ်ထားတဲ့ခြားည9နာရီပါသူကတူကိုတော့1350ကျတင်ပါရှင်ပြီးတော့တမော့ရဲ့အထက်ရင်နဲ့ဆိုရင်3ထပ်ပါရူတော့လိုချင်နေဆိုရင်တော့ Kiro တစ်ပတ်လောက်လက်မှတ်ကိုကြိုတင် booking ပြီးဝယ်မှာပဲစိတ်ချရပါမယ်ရှင်ရူတော့ကကြတော့လူစီးလဲများရဲ့ပြီးရှုခင်းနေရတယ်တော်တော်လှပါရဲ့ရှင်ဒါပြင်ဆက်ဖက်ပိုင်းရလဲအထွေထွေမပြောတော့ကြည်ရနေတာကြည်လိုက်တော့အထက်တိုင်းမှာဆက်ဖက်ပေးနေတဲ့လူတွေကအပြည့်ပါပြီးရင်ပုံရိုက်ချင်တယ်ဆိုရင်ထိုင်ဝစ်စုပ်ပြီးအမတွေကလည်းအပြည့်ပဲခီရရခဲ့ပါတယ်ခုကတော့တော့သွားနေရပဲဖြစ်ပါတယ်ခီတို့စားပစ်ပေးတဲ့ spray တို့လေးကလည်းမြန်မာဖြစ်နေတော့အရန်ကိုအဆင်ပြေပါတယ်เนาะသူ့အနေနဲ့ဘာလို့လဲဘာစားချင်လဲအဲ့ဒါရက်စအကုန်လုံးဒီနှလောင်မှာရှိတာရောပြီးရင်ဒီအပေါ်တဲ့ root မှာရှိတဲ့ဟာစအကုန်လုံးပြပြပေးပါတယ်ရှုခင်းနေရတော့အကုန်လုံးကိုလှရနာပဲအကုန်လုံးလည်းပျော်ရွှင်နေကြပါတယ်ဒီနောက်ကတော့time president ရဲ့ပုံပါရှင်ထိုင်းပြည်ရင်ပေါ့ရှုခင်းပါညာကရိုက်ပြီးသွားပြီဆိုရင်တော့ဆွဲမဲ့အချိန်ရောက်ပါပြီဒီမှာဆိုရင်ထိုင်းအစားအစာရောနိုင်ငံခြားအစားအစာရောပြီးရင်ဆော်မွန်ပူပေးရောပဇွန်နီယာစာအကြီးတွေပါဒါလေးကတော့ခီစားမဲ့အချိုပွဲရဲ့ဆော်မွန်ရဲ့ပြီးရင်ဟိုဘက်မှာဆိုရင်တော့ခီနဲ့ခီမှာအစားအရန်နဲ့အထည်ပါတော့2ယောက်တပွဲစားပါတယ်ဟိုရပဇွန်ကြီးရဲ့အတုပ်ကြီးတွေပါရှင်ဒါပြင်သူ့ရဲ့ welcome drinks ကလည်းလိုက်ချီဖြော်ရည်လေးပဲဖြစ်ပါတယ်အစကီအကိုဟောပါမယ်ထင်းနေကလေးလူကြီးတောင်းနိုင်အောင်လို့တဲ့အကိုဟောမပါတဲ့လိုက်ချီဖြော်ရည်လေးပဲဖြစ်ပါတယ်တဲ့တိတ်ဆိတ်နေရဲ့မြည်ရင်ဖြင်းကြီးရဲ့ပြီးရင်တော့လေတူတိုက်နေတဲ့အချိန်ဘယ်လောက်တောင်ဆွေးလို့ကောင်းလိုက်ပါလဲ luxury တင်မောကြီးတွေ့လို့လည်းခီဗီဒီယိုလေးရိုက်ခဲ့တယ်မသိရင်တော့တောသူမလေးပေါ့နော်ခုကတရားအောက်ကိုဖြတ်သွားပါပြီသူများရတရားအောက်ရင်ဖြတ်ရိုက်တယ်ဆိုလို့ကိုကကုန်းကောက်ရိုက်ခဲ့တယ်ထိုင်းတလိမတီယာနဲ့ရမကပြမယ်ဆိုပြီးအရှိရတော်ပါခီရစာတောင်းငန်းနေပါတယ်ဒါကတော့ခီမီနဲ့ခီစဖီဆွေးနေရပါဒါတော့ခီရဲ့ကေဗချလာစာတော့အမှားကြီးဖြစ်ပါရဲ့ရှင်အဲ့မှာဆိုရင် cruise limit တစ်စောင်းဆိုရင် coin တစ် coin ရပါရဲ့အဲ့ coin လေးနဲ့အယုတ်လေးပြန်ကောက်လို့ရပါရှင်ခီမှာအယုတ်ကောက်ပြီးရလာလို့ပြောနေပါတယ်ပြဆက်ပြတဲ့အမကြီးနဲ့တပုံသွရိုက်ခဲ့ပြီးတော့နောက်ဆုံးမှဒီဂျီဝိုင်းနဲ့အတူရှစ်သွားက